အခန်းတဒသမလေးစာပေနှင့်ယဉ်ကျေးမှုကလေးတို့ရေအခုဆရာမတို့ဆက်ပြီးလေ့လာကြမှာကတော့ကုန်းမောင်ခေတ်ရဲ့စာပေနဲ့ယဉ်ကျေးမှုအကြောင်းပဲဖြစ်ပါတယ်။ညောင်ရမ်းခေတ်ကတည်းကအစပျိုးခဲ့တဲ့စာပေတွေဟာကုန်းမောင်ခေတ်မှာတော့ပိုပြီးတိုးတက်ဖွံ့ဖြိုးလာခဲ့တယ်။ကုန်းမောင်ခေတ်မှာနန်းဓလေအကြောင်းရေးသားထားတဲ့ရွှေဘုံနိဒန်းမင်းခမ်းမင်းသားအကြောင်းရေးသားထားတဲ့လောကဗျူဟာကျမ်းဓမ္မသက်နဲ့ပတ်သက်ပြီးရေးသားထားတဲ့မနုကြယ်ဓမ္မသက်တို့ပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီအပြင်မင်းမှုထမ်းတွေလိုက်နာရမယ့်ဩဝါဒထူးပြိုးနဲ့လောကသာရပြိုးတို့လည်းထပ်မံပေါ်ထွက်လာခဲ့တယ်။ကုန်းမောင်ခေတ်ရဲ့စိတ်ကူးအသစ်နဲ့ရေးဖွဲ့ထားတဲ့စာပေတွေကတော့စစ်တီတွေအကြောင်းချီးကျူးရေးသားထားတဲ့မော်ကွန်းတွေပဲဖြစ်ပါတယ်။အဲ့ဒီခေတ်ကထင်ရှားတဲ့မော်ကွန်းတွေကတော့ဓညဝတီနိုင်မော်ကွန်းအာသံနိုင်မော်ကွန်းထားဝယ်နိုင်မော်ကွန်းနဲ့ယိုးဒယားနိုင်မော်ကွန်းတို့ပဲဖြစ်တယ်။စာပေတွေစမ်းသစ်လာတဲ့အတွက်ဓာတ်ပုံပြဿနာတွေပေါ်ပေါက်လာပြီးဓာတ်ပုံကျမ်းတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။အဲ့ဒီထဲမှာမှစိန်နှကျော်သူဦးကိုရေးသားတဲ့ကဝိလက္ခဏာဓာတ်ပုံကျမ်းကတော့အထင်ရှားဆုံးပါပဲ။လောကီရေးရာသက်သက်ကိုသာအခြေခံရေးသားတဲ့စာပေတွေလည်းပေါ်ပေါက်လာပြီးရွှေတောင်သီဟသူကရတနာကြေးမုံဝတ္ထုကိုရေးသားခဲ့ပါတယ်။စာပေနယ်ပယ်မှာမေတ္တာစာအရေးအသားဟာလည်းထူးခြားစွာပေါ်ပေါက်လာခဲ့တဲ့ကလေးတို့ရေစလေဦးကိုညဟာမေတ္တာစာပုဒ်ရေ60ခန့်အထိရေးသားခဲ့ပါတယ်။မန်လယ်ဆရာတော်နဲ့လယ်တီဆရာတော်တို့ရဲ့ဆုံးမစာမေတ္တာစာတွေဟာကုန်းမောင်ခေတ်စာပေအဆင့်တန်းမြင့်မားမှုကိုကောင်းစွာဖော်ညွှန်းနေတယ်။စကားပြေအရေးအသားတွေမှာလည်းအဆင့်မြင့်မားခဲ့ပြီးဦးဩဝါဒရဲ့ဇတ်တော်ကြီးတွေတွင်းသိမ်းတိုက်ဝင်ရဲ့ရာဇဝင်သစ်မှန်နှန်းရာဇဝင်မုံရွေးရာဇဝင်တို့ဟာအလွန်ထင်ရှားခဲ့ပါတယ်။ကုန်းမောင်ခေတ်မှာနိုင်ငံခြားနဲ့အဆက်အသွယ်များပြားလာတဲ့အလျောက်ဘာသာပြန်စာပေအများအပြားလည်းပေါ်ထွန်းခဲ့တယ်။ဇတ်သပင်နဲ့ရုပ်ဆောင်စင်တော်ကြီးတွေထွန်းကားလာတဲ့အတွက်နန်းတွင်းပြဇာတ်နဲ့မြင်ချင်းပေါက်ပြဇာတ်တွေကိုပါရေးသားလာကြပါတယ်။အမျိုးသမီးစာဆိုတွေထဲမှာဆိုရင်လှိုင်ထိပ်ခေါင်တင်ဟာအထင်ရှားဆုံးဖြစ်ပြီးဘောလည်ဖွဲ့ဆိုမှုကိုပထမဦးဆုံးစတင်ခဲ့သူဖြစ်တယ်။ဒါအပြင်ခရီးသွားမှတ်တမ်းဟာလည်းကုန်းမောင်ခေတ်မှာစတင်ပေါ်ပေါက်ခဲ့တဲ့စာပေအမျိုးအစားတစ်ခုဖြစ်ပါတယ်။ကင်းဝံမင်းကြီးရဲ့လန်ဒန်သွားမှတ်တမ်းနဲ့ပြင်သစ်သွားမှတ်တမ်းတို့ဟာတော်တော်လေးကိုထင်ရှားခဲ့တယ်။ဦးချိတ်ရဲ့ပူတကေစပိန်နဲ့အီတာလီယန်သွားမှတ်တမ်းဟာလည်းကုန်းမောင်ခေတ်ရဲ့ထင်ရှားတဲ့ခရီးသွားစာပေပါပဲ။ကုန်းမောင်ခေတ်ကာလဟာရှေးဟောင်းနုပညာတွေကိုလေ့လာပြီးအသွင်သစ်နဲ့ပြန်လည်ဖော်ထုတ်တဲ့စမ်းသစ်တဲ့ကာလကြီးဖြစ်ပါတယ်။အနောက်နိုင်ငံတွေနဲ့ဆက်ဆံမှုရှိခဲ့တဲ့အတွက်ကုန်းမောင်ခေတ်နှောင်းပိုင်းဗိသုကာပညာတွေမှာဥရောပပုံစံတွေပါဝင်လာတာကိုတွေ့ရတယ်။သာကဝင်ကျောင်းတော်ရောအတွင်းဝင်ကျောင်းရွှေရေးဆောင်ကျောင်းနဲ့ရွှေပြည်အက္ကရာမြင်းဝင်မင်းအုပ်ကျောင်းတို့ဟာဥရောပပုံစံနဲ့ဟန်တွေကိုအတုယူပြီးတည်ဆောက်ခဲ့တဲ့ကျောင်းတွေပဲဖြစ်ပါတယ်။အဲ့ဒီခေတ်မှာစမ်းသစ်တဲ့ဂီတတွေဖြစ်တဲ့ယိုးဒယားနဲ့ပတ်ပြိုးတို့ကိုလည်းဖွင့်မဲ့တည်ကုန်းခဲ့ကြတယ်။စမ်းသစ်တဲ့ပန်းချီလက်မှုပညာတွေလည်းပေါ်ထွန်းခဲ့ပါတယ်ကလေးတို့ရေကုန်းမောင်ခေတ်ပန်းချီရေးဆွဲရာမှာရှုခင်းတွေကိုအထက်ကနေစီးပြီးကြည့်တဲ့အနေနဲ့ရေးဆွဲလာကြတယ်။ထင်ရှားတဲ့ပန်းချီလက်ရာတွေကိုတော့ပုဂံအာနန္ဒာအုတ်ကျောင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်ခင်မွန်ရွာမှာရှိတဲ့လောကအောင်မြေဖရားရုပ်ဆောင်ဖရားနဲ့ပြာသက်ဖရားတွေမှာတွေ့နိုင်ပါတယ်။ပြီးတော့အမရပူရမြို့ပုဂံမင်းကောင်းမှုတောင်တမန်ကျောက်တော်ကြီးဖရားနဲ့ရွှေစာရန်ဖိုးကလားကူဖရားတွေမှာလည်းတွေ့မြင်နိုင်ပါတယ်။ကုန်းမောင်ခေတ်မှာအထက်မြန်မာနိုင်ငံကိုမွန်တွေစီကနေတဆင့်ဆင့်အိုးဆင့်ထည်လုပ်တဲ့ပညာရောက်ရှိလာခဲ့တယ်။အလောင်းမင်းတရားကြီးဟာဆင့်လုပ်ငန်းကျွမ်းကျင်တဲ့မွန်မျိုးသားတွေကိုဧရာဝတီမြစ်ကမ်းကျောက်မြောင်းဆိပ်အထက်ကအိုးလုပ်ဖို့မြေကောင်းတဲ့နေရာတွေမှာနေရာချထားပေးခဲ့ပါတယ်။တခြားတိုးတက်ထွန်းကားလာတဲ့လက်မှုလုပ်ငန်းတွေကတော့ပန်းတမောလို့ခေါ်တဲ့ကျောက်စစ်လုပ်ငန်းရွှေချီထိုးလုပ်ငန်းရွှေမြက်ပါးခတ်လုပ်ငန်းနဲ့ယွန်းထည်လုပ်ငန်းတို့ပဲဖြစ်တယ်။ကျောက်စစ်လုပ်ငန်းမှာကြီးမားတဲ့ကျောက်စင်းတုတော်တွေကိုစကြင်ကျောက်နဲ့ထုလုပ်ခဲ့ကြပါတယ်။တောင်တမန်အင်းကြီးမှာရှိပြီးစကိုင်းမင်းလက်ထက်ကထုလုပ်ခဲ့တဲ့ကျောက်တော်ကြီးဖရားနဲ့မင်းတုံးမင်းလက်ထက်မန္တလေးတောင်ခြေမှာထုလုပ်ခဲ့တဲ့ကျောက်တော်ကြီးဖရားတွေဟာတော်တော်လေးကိုထင်ရှားတယ်။ရွှေကြည်ထိုးလက်မှုပညာကတော့မဏိပူရသားတွေစီကနေတဆင့်မြန်မာတွေတက်ကြွလာခဲ့တာဖြစ်ပြီးနန်းတွင်းသုံးဖို့အတွက်ရွှေကြည်ထိုးလက်မှုပညာတွေကပြုလုပ်ပေးကြရပါတယ်။ရွှေမြက်ပါးခတ်ပညာကတော့ယိုးဒယားတွေစီကနေတက်မြောက်ခဲ့တာဖြစ်ပြီးဖျားစေတီတွေ
ရုပ်ပွားတော်တွေ၊ ဗန်းပုရုပ်တုတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရွှေချနိုင်ဖို့ ရွှေတွေကိုပါးပါးလှပ်လှပ်ဖြစ်အောင်ခတ်ထားတဲ့ရွှေဆိုင်တွေပြုလုပ်တာဖြစ်တယ်။ ကုန်းဘောင်ခေတ်မှာယွန်းပစ္စည်းတွေကိုအသုံးများတဲ့အတွက်ယွန်းထည်လက်မှုပညာဟာလည်းပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်ကလေးတို့ရေ။ကဲဒီသင်ခန်းစာရဲ့အဓိကမှတ်သားရမယ့်အချက်လေးတွေကိုဆရာမကအနှစ်ချုပ်ပြီးပြန်ပြောပြမယ်နော်။ပထမအချက်အနေနဲ့နန်းဓလေအကြောင်းရေးသားထားတဲ့ရွှေဘုံနိဒန်း၊မင်းခမ်းမင်းသားအကြောင်းရေးသားထားတဲ့လောကဗျူဟာကျမ်းဓမ္မသက်နဲ့ပတ်သက်ပြီးမနုကြယ်ဓမ္မသက်တို့ပေါ်ထွက်လာခဲ့တယ်ဆိုတာရယ်။ဒုတိယအချက်ကကုန်းဘောင်ခေတ်မှာစိတ်ကူးအသစ်နဲ့စာပေတွေပေါ်ပေါက်လာခဲ့တယ်ဆိုတာရယ်။တတိယအချက်အနေနဲ့မော်ကွန်းတွေတပ်ပုံကျမ်းတွေရေးသားလာပြီးတွင်းသစ်ရာဇဝင်၊မှန်နန်းရာဇဝင်ကဲ့သို့သောစကားပြေအရေးအသားတွေထင်ရှားလာတယ်ဆိုတာကိုမှတ်ထားပါ။စတုတ္ထအချက်ကတော့မေတ္တာစာအရေးအသားတွေထူးခြားစွာပေါ်ပေါက်လာတယ်ဆိုတာပါပဲ။ပဉ္စမအချက်ကနန်းတွင်းပြဇာတ်နဲ့ညင်ကျင်းပေါက်ပြဇာတ်တို့ကိုရေးသားလာကြတယ်ဆိုတာရယ်။ဆဋ္ဌမအချက်အနေနဲ့ခရီးသွားမှတ်တမ်းတွေရေးသားလာပြီးကင်းဝံမင်းကြီးရဲ့လန်ဒန်သွားမှတ်တမ်းနဲ့ပြင်သစ်သွားမှတ်တမ်းတို့ဟာထင်ရှားတယ်ဆိုတာရယ်ကိုမှတ်သားထားရမယ်။နောက်ဆုံးအချက်ကတော့အနောက်နိုင်ငံတွေနဲ့ဆက်ဆံမှုရှိခဲ့တဲ့အတွက်ကုန်းဘောင်ခေတ်နှောင်းပိုင်းဗိသုကာပညာမှာဥရောပပုံစံတွေပါဝင်လာတာကိုတွေ့ရတယ်ဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်